ကိုထွက်ပြေးသွားတဲ့မိကိုများတဲ့အချီရဲ့အရေးတစ်ခုကိုလိုက်ရှာအရာရာကိုပြစ်ထားခဲ့တဲ့မင်းလေးကတော့ဘယ်မှာရှိမှာငါအနာကိုတချင်းလေးရောက်လာပြင်ရှိတဲ့ညငါအနာကိုတချင်းလေးရောက်လာချင်းရှိတဲ့ညကျေလုံးနဲ့လောကငါတယောက်တည်းဘယ်အထိဆွေးရမှာအိုးတိတ်ဆိတ်တဲ့ညလင်းဆိုင်လေးတစ်ခုရဲ့ညတေးတဲ့ပုဂ္ဂိုလ်မြင်ရင်မင်းလေးကိုသိတဲ့တီးရအိုးတိတ်ဆိတ်တဲ့ညလင်းဆိုင်လေးတစ်ခုရဲ့ညတေးတဲ့ပုဂ္ဂိုလ်မြင်ရင်မင်းလေးကိုသိတဲ့တီးရသွားတဲ့လမ်းကြောင်းလေးတွေညာကတဖြည်းဖြည်းအေးလာနေရသည်စိတ်ကူးများတဲ့ငမောရင်နေဟာမျောပါကဘာပြင်းကိုထွက်ပြေးသွားတဲ့မိကိုများတဲ့အချင်းရဲ့အရေးတစ်ခုကိုလိုက်ရှာရာရာကိုပြစ်ထားခဲ့တဲ့မင်းလေးကတော့ဘယ်မှာရှိမှာငါအနာကိုတချင်းရောက်လာမင်းရှိတဲ့ညငါအနာကိုတချင်းလေးရောက်လာချင်းရှိတဲ့ညကျေလုံးနဲ့လောကငါတယောက်တည်းဘယ်အထိဆွေးရမှာအိုးတိတ်ဆိတ်တဲ့ညလင်းဆိုင်လေး